မင်္ဂလာပါရှင် ISO 9001-2015 Clause 4.1 မှာအဖွဲ့အစည်းရဲ့အခြေအနေကိုစမ်းစစ်ပြီးရင်ဒုတိယအချက်အဖြစ် Clause 4.2 Interested Parties တွေရဲ့လိုအပ်ချက်ကိုဖော်ထုတ်ရပါတယ် Clause 4.2 ဟာ Clause 4.1 နဲ့အလွန်နီးကပ်စွာဆက်စပ်နေပါတယ် 4.1 မှာအခြေအနေတွေissue တွေကိုကြည့်ခဲ့ပြီး 4.2 မှာတော့အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်နေတဲ့လူတွေအဖွဲ့အစည်းတွေကိုအဓိကထားတာဖြစ်ပါတယ် Interested Parties ဆိုတာဘယ်သူတွေလဲအဖွဲ့အစည်းရဲ့ Quality Management System စနစ်ပေါ်မှာတက်ရောက်မှုရှိနိုင်တဲ့သို့မဟုတ်အဖွဲ့အစည်းရဲ့ Quality Management System စနစ်ရဲ့ရလဒ်ကြောင့်တက်ရောက်မှုခံရတဲ့ customers တွေဝန်ထမ်း employees တွေကုန်ကျန်းသွင်းသူများ suppliers နဲ့အစိုးရဌာနဆိုင်ရာများ regulators တွေဖြစ်ပါတယ်။ Interested Party တွေကိုဖော်ထုတ်ဖို့ဘာကြောင့်လိုအပ်တာလဲသူတို့ရဲ့လိုအပ်ချက် needs နဲ့မျှော်လင့်ချက် expectations တွေကိုမသိရှိရင် customer တွေရဲ့စိတ်ကျေနပ်မှုကိုမပေးနိုင်သလိုဥပဒေစံချိန်စံညွှန်းလိုအပ်ချက်တွေကိုလည်းပြည့်မီမှာမဟုတ်ပါဘူးဒါကြောင့် ISO 9001-2015 မှာဒီလိုအပ်ချက်တွေကို monitor and review အပုံမှန်ပြုလုပ်ဖို့သတ်မှတ်ထားတာဖြစ်ပါတယ်ဥပမာအိမ်မှာထမင်းကျွေးဖို့ဧည့်သည်ဖိတ်ထားရဲဆိုရင် interested parties ဖိတ်ထားတဲ့ဧည့်သည်တွေကဘယ်သူတွေလဲမိသားစုဝင်ဆွေမျိုးတွေလားလုပ်ဖော်ကိုင်ဖက်လားကိုယ့်အထက်ရာရှိတွေဆရာသမားတွေလား requirements သူတို့ကဘာတွေစားကျင်တယ်လဲဘာတွေစားတတ်တယ်လဲဘာတွေနဲ့မတည့်ဘူးလဲဥပမာအသားမစားသူပါသလားဒါကိုတိမှသာထမင်းဖိတ်ကျွေးရတာကအဆင်ပြေမှာပါလုပ်ငန်းမှာလည်းဒီအတိုင်းပါပဲ interested parties တွေရဲ့လိုအပ်ချက်ကိုမသိပဲအရေးသွေးကောင်းအောင်မလုပ်နိုင်ပါဘူး ISO 9001-2015 Clause 4.2 ရဲ့ interested parties တွေရဲ့လိုအပ်ချက်ကိုလက်တွေ့စနစ်တကျဖော်ထုတ်ဖို့အတွက်အဆင့်3ဆင့်နဲ့ဆောင်ရွက်နိုင်ပါတယ်ပထမDetermine interested parties သက်ဆိုင်သူများကိုသတ်မှတ်ခြင်းကိုယ့်ရဲ့အရေးသွေး quality အပေါ်မှာလွှမ်းမိုးမှုရှိနိုင်တဲ့လူတွေသို့မဟုတ်အဖွဲ့အစည်းတွေကိုအရင်ရှာရပါမယ်ဒုတိယ Determine requirements လိုအပ်ချက်များကိုသတ်မှတ်ခြင်း Survey interview သို့မဟုတ် requirements တွေကတဆင့်သူတို့ရဲ့လိုအပ်ချက်နဲ့မျှော်လင့်ချက်တွေကိုအတိအကျဖော်ထုတ်ရပါမယ်နောက်ဆုံးအချက်က Monitor and Review စောင့်ကြည့်စစ်ဆေးခြင်း Interested Parties တွေရဲ့လိုအပ်ချက်တွေကအမြဲပြောင်းလဲနေနိုင်တဲ့အတွက်အမြဲမပြတ်ပြန်လည်သုံးသပ်ရပါမယ်ဥပမာဥပဒေအသစ်ထွက်လာခြင်းဈေးဝယ်တဲ့ပုံစံတွေပြောင်းလဲလာခြင်းဒီဇာတ်ကတော့ Interested Parties တွေကိုနမူနာအနေနဲ့ဖော်ပြထားတာဖြစ်ပြီးသူတို့ရဲ့ needs and expectations တွေကိုလည်းနမူနာဖော်ထုတ်ပြထားတာဖြစ်ပါတယ်။အဲ့လိုပဲမိမိတို့အဖွဲ့အစည်းဌာနတွေရဲ့ interested parties တွေကိုဖော်ထုတ်ပြီးသူတို့ရဲ့ needs and expectation တွေကိုဖော်ထုတ်ထားကြဖို့လိုအပ်ပါတယ်။ဒီ clause 4.2 နဲ့ပတ်သက်လို့အထူးအလေးထားပြောချင်တာက interested parties ဒိုင်းရဲ့လိုအပ်ချက်ကိုလိုက်လုပ်ပေးဖို့မလိုပါဘူး။ကိုယ့်ရဲ့ quality management system အပေါ်မှာဓာတ်ရိုက်သက်ရောက်မှုရှိတဲ့သူတွေကိုပဲဦးစားပေး select လုပ်ရမှာဖြစ်ပါတယ်ရှင်။